Welcome to Uzbekistan. အာရှလယ်ပိုင်းဒေသမှာရှိတဲ့ Uzbekistan နိုင်ငံကိုခရီးဆက်ကြပါမယ်။ Uzbekistan နိုင်ငံဟာကမ္ဘာပေါ်မှာနိုင်ငံထဲသာရှိတဲ့ Double Link Lock နိုင်ငံထဲကတနိုင်ငံဖြစ်ပါတယ်။အခုရောက်နေတဲ့ Central Asia ဒေသဆိုလို့ရှိရင်အာရှမှာလူသိအနည်းဆုံးဒေသလည်းဖြစ်ပါတယ်။ Uzbekistan နိုင်ငံကိုဆိုလို့ရှိရင်အများအပြား Silk Road လို့ခေါ်တဲ့ပိုးလမ်းမပေါ်ကအရေးပါတဲ့နိုင်ငံတစ်ခုဖြစ်သိကြပါတယ်။ Silk Road ခရီးဆိုတာနဲ့ Uzbekistan နိုင်ငံကိုပြေးမြင်ကြတာဖြစ်ပါတယ်။ Uzbekistan နိုင်ငံဟာအရင်ကဆိုဗီယက်ယူနီယံထဲမှာပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်တာမလို့ဆိုဗီယက်ငွေသစ်တွေကိုလည်းအများကြီးတွေ့ရပါတယ်။အခုဒီနေ့ဗီဒီယိုကတော့ Uzbekistan နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ Silk Road ရဲ့သမိုင်းကြောင်းပိုပြီးမှရှင်းပြပေးပါမယ်။အခုသွားနေတဲ့ Uzbekistan နိုင်ငံခရီးကိုတော့အိန္ဒိယနိုင်ငံမိုဘိုင်းမြို့ကနေပြီးတော့မှတိုက်ရိုက်လေယာဉ်နဲ့ပြတ်တန်းခဲ့တာဖြစ်ပါတယ်။မိုဘိုင်းမြို့ကနေပြီးတော့မှသူ့ရဲ့မြို့တော် Tashkent မြို့ကို9နာရီလောက်ကြာလေယာဉ်စီးခဲ့ရပါတယ်။အခုချိန်ကာလကဒီဇင်ဘာဆိုတော့ Tashkent မြို့မှာတော့နင်းတွေကျပြီးတော့မှအရင်လည်းအေးပါတယ်။လေယာဉ်ဆိုင်တဲ့ခါမှာလည်းနင်းပြင်ယူဆိုင်မှတွေ့ရပါတယ်။ Tashkent မြို့မှာကတော့လေယာဉ်ကြာနေခဲ့ပြီးတော့မှရောက်တဲ့ချိန်က Christmas ကာလလည်းဖြစ်နေတော့မြို့ကမီးရောင်တွေနဲ့အရင်ကမှလှပနေပါတယ်။ Tashkent ကတော့ဆိုဗီယက်အငွေ့သက်တွေပိုးမှရပြီးတော့အရင်နဲ့တက်ရှင်ပြီးတော့မှနေချင်းစပွဲကောင်းတဲ့မြို့တော်လည်းဖြစ်ပါတယ်။ Tashkent မြို့မှာဆိုလို့ရှိရင်သူတို့ဆိုဗီယက်ခင်မြောက်ရထားတွေကအမှုပညာလက်ရာမြောက်တဲ့ဆိုပြီးမှအရင်ကမှနာမည်ကြီးပါတယ်။အဲအကြောင်းမလို့မြောက်ရထားဘူတာတွေကိုလည်းအများကြီးတွားပြီးမှလေ့လာခဲ့ပါတယ်။ Central Asia ဒေသမှာဆိုလို့ရှိရင် Tashkent Metro ကပထမဆုံး Metro လည်းဖြစ်ပါတယ်။1989ခုနှစ်ကတည်းကလက်ပတ်နေတာဖြစ်ပါတယ်။ Tashkent မြို့မှာလေးတာရှောက်လည်ပြီးတော့မှ Uzbekistan နိုင်ငံရဲ့နာမည်ကျော်စားသောက်တွေကိုလည်းမြည်ဆန်းကြည့်တယ်။ Christmas နေ့ကိုလည်း Tashkent မြို့မှာဖျက်ဆီးခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ Tashkent မြို့ကနေပြီးတော့မှဒီပိုးလမ်းမခရီးမှာအရန်ကအရေးပါခဲ့တဲ့မြို့တွေကိုဆက်ပြီးမှခရီးဆက်ပါမယ်။ Uzbekistan နိုင်ငံရဲ့အဓိက tourist attraction တွေကဒီပိုးလမ်းမတစ်လျှောက်မှာရှိတဲ့ရှေးဟောင်းမြို့တွေဖြစ်ပါတယ်။ Uzbekistan နိုင်ငံဟာသူတို့နိုင်ငံကိုခရီးသွားလာပြီးမှလက်ပတ်နိုင်အောင်နိုင်ငံကိုဖွင့်လှစ်ပေးခဲ့တာ10နှစ်လောက်ပဲရှိပါသေးတယ်။အခုနောက်ပိုင်းကျတော့ tourism ကအရန်ကမှဖော့ဖြိုးလာပြီးတော့မှဒီ Uzbekistan နိုင်ငံမှာခရီးသွားရတာကအရန်ကမှလွယ်ကူမြန်ဆန်လာပါတယ်။အမြန်ထားတွေလည်းရှိတယ်။ဒီပိုးလမ်းမပေါ်မှာရှိတဲ့ရှေးဟောင်းမြို့တွေကိုအမြန်ထားတွေနဲ့အချိန်တူတူနဲ့သွားပြီးမှလက်ပတ်နိုင်တယ်။အဓိက tourist attraction မြို့တွေကိုတစ်မျိုးကနေတစ်မျိုးကို2နာရီလောက်နဲ့လက်ပတ်နိုင်လာပါတယ်။အခုကတော့ Tashkent မြို့ကနေပြီးတော့မှ Samarkand ဆိုတဲ့မြို့ခရီးဆက်ပါမယ်။ Tashkent မြို့ကနေပြီးတော့မှကီလိုမီတာ300လောက်ဝေးပြီးတော့ရထားက2နာရီလောက်ပဲစီးရမှာပါ။2နာရီလောက်ရထားစီးပြီးတဲ့ခါမှာကျတော့ပိုးလမ်းမကြီးအဓိကအကျဆုံးမြို့ဖြစ်တဲ့ Samarkand ဆိုတဲ့မြို့ကိုရောက်လာခဲ့ပါတယ်။ Samarkand မြို့ဟာရှစ်တိုင်းနဲ့အနောက်တိုင်းကုန်သွယ်မှုရဲ့အရေးပါဆုံးမြို့လည်းဖြစ်ပါတယ်။ Silk Road ဆိုတာဘာလဲဆိုမှပြန်ပြီးမှပြပြရလို့ရှိရင်အရင်ခေတ်လောက်ခဲ့တဲ့နှစ်ပေါင်း1500လောက်ကတရုတ်ပြည်ရှီအန်မြို့ကနေပြီးတော့မှဒီဥရောပကိုကုန်သွယ်ခဲ့တဲ့လမ်းကြောင်းလို့ပြောလို့ရပါတယ်။ဒီတရုတ်ပြည်ကနေပြီးမှအထည်အလိပ်တွေကျွေခွေတွေဟင်ကအမွေးကြိုင်တွေအဲ့ဒါတွေကိုအနောက်တိုင်းကိုတဲတဲ့လမ်းကြောင်းဖြစ်ပါတယ်။အခု Samarkand မြို့ဟာဆိုလို့ရှိရင်ဒီလမ်းကြောင်းပေါ်မှာရှိတဲ့ကုန်သွယ်တဲ့သူတွေလုံးဝကိုမှအဖြစ်မနေရနာကုန်သွယ်ကြတဲ့မြို့လည်းဖြစ်ပါတယ်။ Samarkand မြို့ဟာကမ္ဘာပေါ်မှာရှေးကျဆုံးမြို့တွေထဲတစ်မြို့ဖြစ်ပါတယ်။တစ်တန်အဖြစ်နှစ်ပေါင်း2500လောက်ရှိခဲ့ပါပြီ။ဒီရှေးဟောင်း Silk Road လမ်းကြောင်းပေါ်မှာအဓိကကုန်သွယ်ခဲ့တာကတော့လောကတဲ့နှစ်ပေါင်း1500လောက်ကဖြစ်ပါတယ်။ Samarkand, Bukhara, Khiva ဆိုတဲ့မြို့တွေဟာဒီ Silk Road ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာရှိတဲ့အရေးပါဆုံးမြို့တွေဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဘာလို့ဒီဒေသမှာအစ္စလာမ်ရဲ့ယဉ်ကျေးမှုလက်ရာတွေအများကြီးတွေ့နေရလဲဆိုတာကိုမှရှင်းပြချင်ပါတယ်။ Samarkand ဆိုတဲ့မြို့ဟာအစ္စလာမ်ရဲ့ယဉ်ကျေးမှုမှာအရေးပါဆုံးမြို့လည်းဖြစ်ပါတယ်။ရှေးရာစုလောက်မှာအစ္စလာမ်ဘာသာဟာဒီ Central Asia ဒေသကိုစပြီးမှရောက်လာခဲ့ရလို့သိရပါတယ်။ Kazakhstan, Kyrgyzstan, Uzbekistan, Tajikistan, Turkmenistan, East Turkestan လို့ခေါ်တဲ့အခုတရုတ်ပြည်ရှင်းကျန်းဒေသအဲ့ဒီဒေသတွေရဲ့အဓိကဘာသာတရားကအစ္စလာမ်ဖြစ်ပါတယ်။အခုမြင်နေရတဲ့ဒီအဆောက်အုံတွေကကြတော့17ရာစုကနေပြီးမှ15ရာစုအတွင်းမှာတီမူရစ်အင်ပါယာအတွင်းမှာဆောက်ခဲ့တာဖြစ်ပါတယ်။နာမည်ကျော်စစ်ဘီရင်တီမူလက်ထက်မှာဆိုလို့ရှိရင်လည်းဒီအစ္စလာမ်ရဲ့ရိုးရာအဆောက်အုံတွေကိုအများကြီးကိုမှတည်ဆောက်ခဲ့ရလို့သိရပါတယ်။ Samarkand မြို့ကကြတော့သူတို့ရဲ့စိုင်းပုတ်မှာတောင်မှ Kachar Capital of Islamic World လို့ရေးထားတာတွေ့ခဲ့ရပါတယ်။နောက်ထပ်လက်ပတ်ခဲ့တဲ့ Silk Road လမ်းကြောင်းပေါ်ကမြို့တစ်ခုကတော့ Bukhara ဆိုတဲ့မြို့ဖြစ်ပါတယ်။ Samarkand မြို့ကနေပြီးတော့မှရထားနဲ့2နာရီလောက်ဆက်ပြီးမှသွားရတာဖြစ်ပါတယ်။ Bukhara ဆိုတဲ့မြို့ကကြတော့ဒီရှေးဟောင်းအငွေ့သက်တွေပိုးမှခန်းစားရပါတယ်။ Bukhara မြို့ကလည်း Samarkand မြို့လိုပဲအစ္စလာမ်ရဲ့ယဉ်ကျေးမှုမှာအရင်ကမှအရေးပါတဲ့မြို့ဖြစ်ပါတယ်။ဒီမြို့မှာဆိုလို့ရှိရင်အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွေအများကြီးဆိုမှအများကြီးရှိခဲ့ပြီးတော့အစ္စလာမ်ပညာရှင်တွေလည်းအများကြီးပေါ်ထွန်းခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။အဓိကအားဖြင့် Bukhara ဆိုတဲ့မြို့နာမည်ကြီးတာကြတော့သူကဘာသာရေးကျောင်းတွေကြောင့်ဖြစ်ပါတယ်။ကမ္ဘာအရက်ကအစ္စလာမ်ဘာသာကိုလိုင်းမှစာလာရောက်တင်ယူရာကျောင်းတော်မျိုးလည်းဖြစ်ခဲ့ပါတယ်။ Uzbekistan နိုင်ငံမှာဆိုလို့ရှိရင် UNESCO ရဲ့ကမ္ဘာအမွေနဲ့စီးရင်ဝင်ထားတဲ့ယဉ်ကျေးမှုစုံ5ခုရှိပါတယ်။အဲ့ထဲမှာဆိုလို့ရှိရင်4ခုက Silk Road လမ်းကြောင်းပေါ်မှာရှိတဲ့မြို့တွေဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဘရင်တီမူမွေးဖွားခဲ့ရာမြို့လည်းဖြစ်ပါတယ်။အခုလောလောဆယ်ကတော့ Samarkand ရဲ့ Bukhara ရဲ့မြို့နှမျိုးကိုရောက်ခဲ့တယ်။ဆိုတော့ဒီနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့သမိုင်းကိုအပြည့်စုံမဟုတ်ရင်တောင်မှခြုံငုံပြီးတော့မှပြောပြချင်တာနဲ့ Silk Road Journey ရဲ့ပထမဆုံးဗီဒီယိုအနေနဲ့ဒီဗီဒီယိုရင်တင်လိုက်ပါတယ်။နောက်ပြီးတော့ဗီဒီယိုတွေကတစ်ခုချင်းစီအလိုက်အများကြီးထပ်ပြီးမှလာပါဦးမယ်။ Stay tuned for my Central Asia series